ဒီနေ့ကတော့ကျွန်တော်ရဲ့ day 3 push up challenge လေးပေါ့ဒီနေ့ကကျွန်တော်9ခါလုပ်ရမှာပေါ့နော်ကျွန်တော်အရင်ကတည်းကပို့ပြီးနည်းနည်းလေးလက်ကကွေးလာနိုင်တယ်လို့ခံစားရတယ်ခန္ဓာကိုယ်ကလည်းပေါ့နော်အောက်ကိုနည်းနည်းချနိုင်ပြီလို့ခံစားရတယ်နောက်တစ်ခုကဒီနေ့က9ချိန်လို့အောက်ထိမကြတော့ကျွန်တော်ရဲ့ဒါ challenge လေးကိုပြတ်မှာဆိုလို့ပေါ့ကျွန်တော်2-ish နဲ့ပေါ့နော်နှစ်ဆလုပ်လိုက်ပါတယ်14ကလုပ်တယ်ဒါကကျွန်တော်ဒီရသလောက် ground push up လေးကိုလုပ်တာပေါ့နော်အရှိချားကျွန်တော်ရဲ့အားနာချက်ကဘာလဲဆိုတော့အဲ့ဒီခန္ဓာကိုယ်ကနည်းနည်းအနောက်ရောက်နေတယ်လို့ခံစားရတယ်ကျွန်တော်ဗီဒီယိုကြည့်ခင်ပြီးကမှတေချာသိတာပေါ့နော်အားနေပြီးကျွန်တော်ဒီဟာပြီးတော့ပုံမှန်တိုင်းလေ့ကျင့်နေကြဒီလိုမျိုး just like pre exercise push up ကိုလုပ်တယ်ပေါ့နော်ကျွန်တော်ဒီမှာလည်းတတိထားမြတ်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ရဲ့ hip ကအနောက်ကကျန်နေခဲ့ရပေါ့လက်ကြီးရတာအရှိအခွေးပြီးကျွန်တော်အဲ့ဟာမသိခဲ့ဘူးအဲ့လိုနောက်ပိုင်းကျတော့ကျွန်တော်မရတော့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးဒီနောက်ပိုင်းနေအဲ့လိုမျိုးဟိုဖြစ်မိရဲ့ပေါ့နော်ဒါတော့ကျွန်တော်လာရှုံနေကျွန်တော်ရဲ့မောင်လေးပါပေါ့နော်တကယ်သူအရှိကနေပြီးတော့အာကျဲပြီးတော့လာကြည့်နေတကယ်တော့မဟုတ်သူကကျွန်တော်ထပ်ပို့ထိုးနိုင်တယ်အဲ့မှာပထမနေ့တော့ဆိုကျွန်တော်မှဒီ9ချိန်ကိုမထိုးနိုင်လို့ပေါ့နော်ဒါပူကြီးခံနေသူကတော့ AC 9ချိန်ထိုးသွားရဲပေါ့နော်ဒါသူကသူ့ရဲ့ဟာလေးပါလာပြီးရှုံနေလို့တစ်ခွက်ပြပေးလိုက်တာအားနေပဲကျွန်တော်ညရောက်တော့တစ်ခေါက်ပြန်ထိုးတယ်ကျွန်တော်အိမ်မှာပြန်ရောက်တော့ပေါ့နော်ဒါပို့ပြီးတော့အဆင်ပြေလားဆိုကျွန်တော်လက်ကပို့ပြီးကွေးလာနိုင်တယ်လို့ခံစားရတယ်နောက်တစ်ခုကကျတော့အောက်ထိမြင်ရောက်ပြီမဲ့လက်ကအဲ့လိုမျိုးပေါ်တနေ့ကပြော30ကအခု35ဒါမှမဟုတ်33 34လောက်ပေါ့နော်30ကျော်ဝေးလာနိုင်တယ်လို့ခံစားရတယ် so I think that will be better the next days bye bye